မြန်မာယဉ်ကျေးမှုကအိမ်မှာချက်တဲ့လူတယောက်ကစပွဲပေါ်မှာပြုတ်တဲခင်းထားတာဟင်းတွေကိုချက်ပြီးတော့တဲအိမ်လုံးစားဖို့အတွက်ကိုစုံလင်စပွဲကြီးနဲ့တင်းအုပ်စားကြီးနဲ့အုပ်တာတကယ်စားမဲ့အချိန်လေးကြောက်ချက်ပြီးတဲ့အချိန်နဲ့အနည်းဆုံး2 နာရီ3 နာရီလောက်ကွာမှစားကြတာအဲ့တော့လက်ဆက်မှုသူက safety ကတော်တော်အားနည်းသွားပြီစားလို့မရဘူးလားရပါတယ်မြန်မာလူမျိုးတွေဒီလိုပဲစားလာတာကျမတို့တစ်သက်လုံးနေနော်ဒါပေမဲ့ဘာဖြစ်သွားလဲစစ်အနေရကင်းတာကြတော့တိတ်ပြီးမကင်းတော့ဘူးစီမင်းစီကံအရာအဲ့တော့ကိုယ့်ရဲ့အာဟာရရမှုတွေကလည်းတိတ်ပြီးတော့အပြည့်အဝမရတော့ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ဒါကြောင့်မို့လို့အေးခံတဲ့နေရာတော့မှကိုကညနေစားအတွက်ကြိုချက်ထားတယ်မနေ့ပြန်အတွက်ကြိုချက်ထားတယ်ဆိုရင်အခန်းအပူချိန်မှာခုနလို2 နာရီပြစ်စလက်ခတ်မထားသင့်ဘူးပေါ့နော်ကိုကအခုနောက်နေ့အတွက်သိမ့်မယ်ဆိုရင်ဘူးလေးခွက်လေးနဲ့ထည့်ပြီးတော့ရေခဲတိတာထဲမှာထည့်သိမ့်မယ်ဒါမျိုးသိမ့်ရတယ်အဲ့လိုသိမ့်တဲ့နေရာမှာလေခုနနောက်နေ့ကျရင်ပြန်နှွေးစားမှာဥမာချင်းဟင်းလိုဟာမျိုးဟင်းညိုလိုဟာမျိုးသိမ့်နေဆိုလို့ရှိရင်လည်းခွက်ကိုဇောက်တိမ်တိမ်လေးနဲ့ပေါ့နော်တိမ်တိမ်လေးနဲ့ထည့်သိမ့်တော့မှနောက်နေ့ပြန်နှွေးတဲ့အခါကျတော့မြန်ပြန်ပြီးတော့ပူအောင်ပေါ့နော်နှွေးတဲ့ဟာတစ်ခုနောက်တစ်ခုကကြတော့လူတွေကခစ်မိတဲ့လူတွေရန်ကုန်မန္တလေးမြို့ကြီးတွေနေပြည်တော်ကြီးတွေတခြားနယ်မြို့တွေမှာရေခဲတစ်တာရဲ့အပေါ်မှာရှိတဲ့အေးခဲငန်းဖြစ်တဲ့ freezer ဆိုတာသုံးလာကြတယ်အခုကျမမေးတယ်အရှင်မတို့ဘယ်လိုလဲဈေးဝယ်တယ်ပြန်လာတယ်အသားတွေငါးတွေကိုဘယ်မှာထည့်လဲသူတို့အပေါ်ဆုံးက freezer ခန်းထဲမှာတန်းထည့်တယ်ဟုတ်တယ် okay သူကဒီနေ့မချက်သေးဘူးလားဒီနေ့မချက်သေးဘူးနောက်နေ့ချက်မှာဒီနေ့ချက်မဲ့ဟာဆိုဒါမှမဟုတ်ရင်နောက်နာရီကြာမှချက်မှာမဟုတ်လို့ဟုတ်ပါပြီမီးမလာသေးလဲဆရာမရဲ့တဲ့အေးလေးကလှုံထားသေးတဲ့အတွက်အပေါ် freezer ခန်းလေးထဲမှာအေးနေသေးတယ် okay ကောင်းပါတယ်ပေါ့မကြည့်တာတဲ့စာရင်တော့ကောင်းတာပေါ့နော် better than nothing နောက်တစ်ခုကကြတော့ဒီဟင်းသီးဟင်းရွက်တွေကဘယ်သူမှဈေးနေတိုင်းမသွားဘူးပေါ့နော်ပုံမှန်အလုပ်မအားတဲ့လူတွေကအဲ့တော့ तू ကတပတ်စာဝယ်ထားတယ်ဆိုပါစို့ရေခဲတစ်တာထဲမှာတိမ့်တဲ့နေရာမှာအမိုက်ပုံကြီးလို့မသိမ်းရအောင်ရေခဲတစ်တာရဲ့ပုံစံဖွဲ့စည်းပုံအရသူ့ရဲ့အေးကိုထိန်းထားတာကသူ့မှာလုံလောက်တဲ့ထိန်းနိုင်စွမ်းရှိတဲ့ပမာဏပဲထည့်ရတယ်ရှိသမျှအကုန်ရေခဲတစ်တာထဲထည့်ဆိုအမိုက်ပုံကြီးလို့ပြုံထည့်လိုက်ရင်အစားအသောက်ကသူ့ပေးအေးခဲနိုင်စွမ်းရှိတာနဲ့ထည့်တဲ့ပမာဏအစားအသောက်တွေက energy တွေအပူတွေထွက်တယ်လေအဲ့တော့အဲ့ထက်မှရှိတဲ့ဟာအကုန်လုံးကဘယ်ဟာမှလက်ဆက်မှုမရှိတော့နောက်တစ်ခုငပြောသီးတို့ပြီးလို့ရှိရင်တရက်သီးတို့နော်ပန်းသီးတို့လိုအရာမျိုးတွေကရေခဲတစ်တာထဲမှာထည့်မသိမ်းရအောင်သူတို့ကနေထွက်တဲ့ polyethylene ခုနကြောင့်ဘေးမှာရှိတဲ့ဟင်းရွက်တွေကိုနှွန်းစေတယ်ဒါကြောင့်မလို့ဒါတွေကအပြင်မှာပဲထားလို့ရတယ်လက်လက်ဆက်ဆက်ဝယ်ပြီးလက်လက်ဆက်ဆက်ရေခဲတစ်တာထဲမှာသိမ်းရမယ်ထင်မပါဘူးခုနပြောတဲ့လက်လက်ဆက်ဆက်ဟင်းရွက်တွေခင်းကျင်သီးတို့တခွားသီးတို့နော်ဒါမျိုးတွေကရေခဲတစ်တာထဲမှာသိမ်းနေကြက်ဥရေခဲတစ်တာထဲမှာသိမ်းနေဆိုရင်ရေခဲတစ်တာထဲမှာစနစ်တကျ food safety နည်းရအနည်းကင်းအောင်ကြက်ဥဆိုရင်တကားပေါင်ထဲမှာထည့်ရမှာမဟုတ်ဘူးအဲ့တော့ရေခဲတစ်တာဖန်တီးတဲ့ပညာရှင်ကအရင်တော့ကတော့သူကတကားပေါင်ထဲမှာကြက်ဥလေးတွေထည့်ဖို့အဲ့တော့တကားကတနည်းကိုအချိန်ပေါင်း1000နဲ့ချီပြီးဖွင့်နေတဲ့အတွက် air ventilation ဝင်ဒီကြက်ဥကဘလို့မှမလက်ဆက်နိုင်တော့ဒါကြောင့်မို့ကြက်ဥဒီသူ့ရဲ့ case like လို့ရေခဲတစ်တာရဲ့ bottom part အောက်ဆုံးမှာကြက်ဥ case လေးကိုထည့်ထားအဲ့တော့မှအနည်းကင်းတယ်နောက်တစ်ခုကအသားတွေငါးတွေကခဏကြာရင်ချက်တော့မှာဆို freezer ထဲထည့်စရာမလိုအဲ့တော့ရေခဲတစ်တာထဲမှာထားရင်အောက်ဆုံးမှာပေါ့နော်ရေခဲတစ်တာရဲ့အောက်ဆုံးအကြဆုံးကအသားတို့ငါးတို့ကိုချက်ချင်းထည့်ထားမယ်ကိုမချက်ခင်မှာဘာဖြစ်လို့လဲဆိုသူ့အပေါ်မှာထားရင် तू ကကြလာမယ်တွင်းညီတွေကြောင့်သူ့အောက်မှာရှိတဲ့အစားအသောက်တွေကို cross contamination ဒီလိုဖြစ်နိုင်တယ်ကြံတဲ့ဟာဒါကြောင့်မို့လို့အသားတွေငါးတွေမချက်သေးလို့သိမ့်မယ်ရေခဲတစ်တာဆိုရင်အောက်ဆုံးမှာထားမယ်သူ့ရဲ့အပေါ်မှာလက်လက်ဆက်ဆက်ဟင်းသီးဟင်းရွက်တွေအဲ့တော့အများစုကဆရာမရဲ့တဲ့ရေခဲတစ်တာမှာစာရေးထားတယ်တဲ့အသီးအကန့်အရွက်အကန့်ဆိုအဲ့ရေးထားတဲ့စာအတိုင်းလိုက်ထည့်တယ်ပေါ့နော်ကဲဒါဆိုငါးတွေဘယ်မှာထည့်မလဲဆိုတော့ဖြေစရာမရှိတော့အသားတွေဘယ်မှာထည့်မလဲဆို kitchen counter မှာဒီတိုင်းမဖြစ်ထားလိုက်တယ်ဆိုဒါမဖြစ်သင့်ဘူးလေနော်ကိုမရေခဲတစ်တာရှိတဲ့သားနဲ့ငါးနဲ့အသားတွေမချက်သေးဘူးဆိုရင်အသီးရွက်ကအောက်ဆုံးမှာကန့်မှာဘလို့ပဲလေပဲထိုးတာ तू ကအောက်မှာထားရမှာနောက်တစ်ခုဒီချက်ပြီးသားတွေကိုမကုန်လို့ပေါ့နော်နောက်နေ့မှာစားမှာနောက်နေ့မှာစားဖို့အတွက်ဝယ်လာတဲ့မုံဘတ်ခုနဒါရိုက်တန်းစားလို့ရတဲ့ပေါင်မုံလိုဟာမျိုးတို့မုံဘတ်ဆိုခုနမုတ်စိမ်းမောင်းဘာညာပေါ့နော်ဒါမျိုးတွေဆိုလို့ရှိရင်ကြတော့ तू က cook နဲ့ uncook နဲ့ချက်ပြီးသားနဲ့မချက်ရသားနဲ့ဆိုရင်ရေခဲတစ်တာရဲ့အပေါ်ဆုံးကချက်ပြီးသားတွေအဲ့တော့ချက်ပြီးသားတွေကအပေါ်ဆုံးမှာရှိရမယ်အဲ့တော့မချက်ရသေးတဲ့ပြင်ထားတဲ့ဟာတွေအကုန်လုံးကအောက်မှာရှိရမယ်အဆင့်လိုက်ပေါ့နော်အဲ့တော့ရေခဲတစ်တာရဲ့အပေါ်ဆုံးမှာကချက်ပြီးသားနောက်နေ့ကြိုချက်ထားတာစားလို့မကုန်တာဆိုတဲ့ချက်ပြီးသားတွေကရေခဲတစ်တာရဲ့အပေါ်ဆုံးအဲ့ဒီအောက်မှာမချက်ရသေးဘူးပြင်ထားတယ်အဲ့ဒီအောက်မှာအသီးရွက်အဲ့ဒီအောက်ဆုံးမှာအသားငါဒီလိုမျိုးလေးကိုရေခဲတစ်တာစနစ်တကျပြင်ရတယ်နောက်တစ်ခုကရေခဲတစ်တာထဲမှာထားတဲ့ temperature တန်လေးကအများနဲ့ချိတ်ထားရတယ်အဲ့ဒီ temperature လေးကိုအများနဲ့စစ်ဆေးပေးရမယ်အပူချိန်ကကိုတတ်မှတ်တဲ့အတိုင်း5 degree C ရဲ့အောက်မှာရှိနေသလားနော်တကယ် temperature ကအဲ့ဒီထက်ကျော်နေပြီဆိုရင်ဒီကထိမ့်သိမ့်နှံစွမ်းကမရှိတော့ဘူးလေနော်ဒါကြောင့်မလို့အဲ့ဒါဆိုလို့ရှိရင်အဲ့ဒီထက်မှတင်ကိုခုနဘက်တီးရီးယားတွေ virus တွေမှိုတွေ parasite တွေပေါက်ဖွားဖို့အတွက်အခြေအနေကြီးဖန်တီးပေးသလိုဖြစ်တဲ့အတွက်ရေခဲတစ်တာဘာလို့အကုန်ခံသုံးနေမှာလဲအမိုက်ဘုံကြီးလိုဖြစ်နေတယ်အကုန်လုံးကအမိုက်ဘုံကြီးရဲ့ထက်သလိုဖြစ်သွားပြီကဲဒါက food safety ရဲ့စီမင်းစည်းကမ်းတွေအဲ့တော့ကိုဝယ်တဲ့ပစ္စည်းကဈေးကြီးတာဖြစ်ရင်ဖြစ်မယ် organic ဖြစ်ရင်ဖြစ်မယ်နိုင်ငံခြားလာတာဖြစ်ရင်ဖြစ်မယ်ပြည်တွင်းရဟာဖြစ်မယ်ဘယ်လိုအစားအသောက်ကိုပဲဝယ်ထဲတဲ့နေရာမှာဒီနေ့ချက်တာမချက်သေးတာချက်ပြီးသားသိမ်းတာအကုန်လုံးက
food safety လို့ပြောတဲ့အစားအသောက်အန္တရာယ်ကင်းကြီးရဲ့စီမင်းစည်းကမ်းလမ်းညွှန်ချက်ကလေးတို့တစ်ချက်ချင်းလိုက်နာပြီးတော့သူထားတဲ့နေရာလေးတွေမှာထားပြီးတော့စနစ်တကျပြန်ပြီးတော့စားမယ်ဆိုရင်အန္တရာယ်လေးကင်းတဲ့အာဟာရလည်းဖြစ်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုးဘာဖြစ်လို့ပြောရတာလဲဆိုတော့ဒီအစားအသောက်တွေကြောင့်ဖြစ်တဲ့ foodborne illness လို့ခေါ်တယ်။ तू ကကြတော့ဘာဖြစ်တာလဲဆိုတော့ဥမာအစားအသောက်တစ်ခုကိုစားတယ်လက်မတန့်တဲ့လူကချက်လိုက်တယ်။လက်မှာက तू ကဝင်းသွားနေတဲ့လူနေမကောင်းဖြစ်နေတဲ့လူအန်ထားတဲ့လူဆိုပါစို့သူ့လက်ကိုတေချာဆင်အောင်ဆေးမထားဘူး။နောက်တစ်ခုက toilet သွားပြီးပြန်လာပြီးလက်ကိုဆင်အောင်ဆေးမထားလို့အဲ့အစားကိုကင်လိုက်တယ်။အဲ့ဒီအစားချက်ပြုတ်ပြီးတော့တအိမ်လုံးစားကြတယ်။အဲ့ဒီမှာခန္ဓာရည်ရှိတဲ့လူကခန္ဓာရည်ရှိတော့လေခန္ဓာရည်မရှိလို့တုံ့ပြန်မှုမကောင်းတဲ့လူကကြာဝင်းသွားတယ်။အဲ့ထက်ပိုဆိုရင်သွေးပါတယ်သူတို့စိတ်ထဲမှာတော့ဒါကို foodborne illness အစာကြောင့်ဖြစ်တဲ့ယောဂလို့လူတွေကမထင်ကြဘူးအဲ့တော့အစာမကြေဘူးရစားအစာမကြေဘူးအစာမကြေဘူးအစာကြေစေးတောက်ဆိုပြီးတော့မြန်မာယဉ်ကျေးမှုမှာဒီလိုပဲရှိခဲ့ကြတယ်တကယ်တမ်းကကြတော့ဆွဆွကပြောတဲ့ food safety ဆိုတဲ့စီမင်းစည်းကမ်းတွေကိုတည်တည်ချာချာမလိုက်နာခဲ့လို့အဲ့ဒီမှာသွားပြီးတော့ cross contamination ဖြစ်တာဒါ trace ပြန်လိုက်ရတယ်ပေါ့ပြီးခဲ့တဲ့24နာရီဘာစားခဲ့တာလဲဘာတွေတောက်ခဲ့တာလဲဘယ်ပကံဘယ်ဇုံနေနဲ့ဘယ်လိုစားခဲ့တာလဲဘယ်သူတွေနဲ့စားခဲ့တာလဲဘယ်နေရာမှာစားခဲ့တာလဲဆိုတော့အကုန်လုံးကို trace ပြန်လိုက်ရတယ်ပေါ့နော်တိတ်ပြီးတော့အရေးကြီးတယ်ဒါ foodborne illness ကြောင့်तू ကအသက်အန္တရာယ်ပါထိခိုက်နိုင်တာလေဒါခန္ဓာကိုယ်ကအခုနောက်တစ်ခုကကြတော့ဒီလိုစားလိုက်လို့ဝင်သွားတာလောက်မြန်စစ်တောက်ပြောက်တယ်ဆိုတော့ဒါကတခါပေါ့ဒီလိုကြာရှင်ဖြစ်ရင်အတွင်းကအစိတ်ပိုင်းတွေကို damage ပျက်စီးတဲ့အတွက်အသက်ပါဆုံးရှုံးနိုင်တဲ့ဒီဖြစ်လို့ဒီလိုစီမင်းစည်းကမ်းတွေထုတ်ပေးတာဒါတွေအားလုံးကလည်း food safety ဆိုတဲ့စီမင်းစည်းကမ်းအောက်မှာပါတဲ့အတွက်ကိုစားဖို့ပဲပြင်းပြင်းကိုမိသားစုစားဖို့အတွက်ပဲပြင်းပြင်းအဖွဲ့အစည်းတွေစားဖို့ပဲပြင်းပြင်းစီးပွားရေးလုပ်ငန်းဖြစ်ထုတ်ရောင်းတဲ့သူပဲဖြစ်ဖြစ်အဲ့ food safety ဆိုတာကကြတော့ထိတ်ဆုံးမှာအရေးကြီးတဲ့နေရာကနေပါနေတဲ့အတွက်ဒီနေ့မြန်မာပြည်နဲ့အတူကမ္ဘာမှာရှိတဲ့အစားအသောက်ထုတ်ကုန်လုပ်ငန်းတွေမှာ food safety အတွက် HACCP တို့နော် good manufacturing practices တို့ဒီအောက်မှာဒီစီမင်းစည်းကမ်းတို့မဖြစ်မနေလိုက်နာပါ fight back လို့ပြောတယ်ဒီ bacteria ပွားများမှုကိုတတ်ပါမိုးတွေပွားများမှုကိုတတ်ပါ parasite တွေပွားများမှုနဲ့ virus တွေပွားများမှုကိုတတ်ဖို့အတွက်ဒီစီမင်းစည်းကမ်းအခြေခံကြတာလေးကိုပေးထားတယ်ဒါကြောင့်လက်ဆေးတာလေးကပေါ့ပေါ့လေးဆိုပေမဲ့အင်မတန်မှအရေးကြီးတဲ့လက်ဆေးပုံစေးနီးเนาะစားတော့ပြင်ဆင်တဲ့လူစားတဲ့လူနဲ့ပစ္စည်းသိမ်းတဲ့လူဒီပစ္စည်းကိုတယောက်နဲ့တယောက်လက်ဆင့်ကမ်းရအောင်မှာစားလက်မတန့်ရင်အဲ့ဒီမှာယောဂကကူးသွားတယ်ဒါကြောင့်မို့လို့ food safety နဲ့ personal hygiene ကိုပြောတယ်ဒီလိုအကောင်းမွန်တဲ့အလေ့အကျင့်ကောင်းလေးတွေကတူးချင်းတယောက်ချင်းရလဲလိုက်နာတဲ့နဲ့အဖွဲ့အစည်းအနေနဲ့လဲလိုက်တာတဲ့နဲ့စာတင်ကျောင်းတွေမှာစာတင်ကျောင်းတွေရဲ့ရောင်းနေတဲ့မုံစည်းတန်းတွေမှာစီမင်းစည်းကမ်းလေးတွေလိုက်နာမယ်ဆိုရင်ကလေးတွေလည်းကျန်းမာဆရာမတွေလည်းကျန်းမာမိဘတွေလည်းကျန်းမာအင်မတန်ကျန်းမာတဲ့ပတ်ဝန်းကျင်ကိုကျမတို့ကတည်ထောင်ပြီးသားဖြစ်သွားတဲ့အတွက်ဘာမှကျန်းမာရေးနဲ့ပတ်သက်ရင်တောင်းတောင်းပြီးလက်ကြည့်စရာမလိုလားအောင် stressless ပေါ့နော်လုံးဝကျမတို့ကဒါအပေါ်မှာ stress တွေမရှိဘဲနဲ့ကိုလှုပ်ချင်တဲ့ professional အလုပ်တွေရောသမီးဝမ်းကြောင်းမှုတွေကိုယ့်ရဲ့ personal individual ကိုယ့်ရဲ့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်မှုတွေကိုစိတ်ချလက်ချနဲ့ငြိမ်းချမ်းစွာနဲ့ပျော်ပျော်ရွှင်ရွှင်နဲ့ကျမတို့ကဖွံ့ဖြိုးတိုးတက်မှုတွေကိုလှုပ်ဆောင်နိုင်ကြမှာဖြစ်ပါတယ်လို့